အားလုံးပဲမင်္ဂလာပါဒီနေ့မှာတင်ဆက်ပေးချင်တာကတော့ကြောက်မက်ဖွယ်ဖြစ်နေတဲ့ဇာမြန်တွေထက်လူသားတွေရဲ့မကောင်းတဲ့စိတ်ကပိုကြောက်ဖို့ကောင်းတယ်ဆိုတာကိုဖော်ပြပေးခြင်းနဲ့ဇတူးညင်ခန်းလေးတစ်ခုကိုဖော်ပြပေးခြင်းပါတယ်ကဲဘက်ရာလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်ကြိုက်နှစ်သက်ရင် like and follow လေးနှိပ်ပေးခဲ့ပါခင်ဗျာဒီဇွန်ဘီကအတိညာရှိယုံတယ်မကဘူးအရင်ကမိသက်သမားဖြစ်ခဲ့ပုံရပါတယ်သူကကျိုးကိုဆွဲယုံနဲ့တင်အပေါ်ထက်ကိုတက်လို့ရတယ်ဆိုတာသိနေတယ်ယူပင်မင်းသမီးကဓာတ်နဲ့ခုတ်ဖို့စူးစမ်းပေမဲ့ဇွန်ဘီကလက်နဲ့အမိဖမ်းလိုက်တယ်ဒီအချိန်မှာဂျွန်ဦးမင်းသားကဒရုန်းကိုတုံးပြီးဇွန်ဘီရဲ့အာယုံကိုလွှဲပေးခဲ့ပါတယ်။ယူဘင်ကအခွင့်အရေးကိုအရယူပြီးဇွန်ဘီရဲ့လက်ချောင်းတွေကိုဖျက်ချလိုက်ကအခန်းထဲကိုပြန်ဝင်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျွန်ဦးကအိမ်နီးနားချင်းအခန်းထဲကိုတွားရောက်ရှာဖွေပြီးစားစရာနဲ့စကားပြ။အော်ဆက်ဝါကီတာကီနှလုံးကိုတွေးခဲ့ပါတယ်။သူကတလုံးကိုယူဘင်စီပစ်ပေးလိုက်ပြီးသူတို့နှစ်ယောက်အချင်းချင်းစကားပြောနိုင်သွားကြပါတယ်။ဒါပေမဲ့အခြေအနေကပိုဆိုးလာပါတယ်ယူဘင်ကအိမ်ထဲမှာပဲမုတ်တုတ်ထိုင်ပြီးအသေးခံမဲ့အစားအပြင်ထွက်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်သူမကလေးလွာကနေခုန်ချပြီးဇွန်ဘီတွေကိုစတင်တက်ဖြတ်ပါတော့တယ်ဂျုံဦးလည်းသူမကိုကူညီဖို့အတွက်အောက်ကိုဆင်းလာခဲ့ပါတယ်သူတို့နှစ်ယောက်ဟာဇွန်ဘီတွေကြားထဲမှာအပြင်းထန်တိုက်ခိုက်ရင်းရှစ်လွာကိုရောက်သွားခဲ့ကြပါတယ်အဲ့ဒီမှာလူလက်ပိုင်းအမျိုးသားတစ်ယောက်ကသူတို့ကိုကယ်တင်ပေးခဲ့တယ်သူကသူတို့ကိုအစားအသောက်တွေကျွေးပါတယ်ဒါပေမဲ့ခဏအကြာမှာတော့သူတို့နှစ်ယောက်လုံးသတိလစ်သွားခဲ့ကြတယ်တကယ်တော့အဲ့ဒီလူကအစားအစာထဲမှာအိတ်ဆေးတွေထည့်ထားတာပါသူကယူဘင်ကိုကျိုးနဲ့ချီပြီးအခန်းတစ်ခုထဲကိုတွန်းပို့လိုက်ပါတယ်အဲ့ဒီအခန်းထဲမှာတော့ဇွန်ဘီဖြစ်နေတဲ့သူ့ရဲ့ဇနီးတွေရှိနေတာပါသူကယူဘင်ကိုသူ့ဇနီးအတွက်အစာဖြစ်ကျွေးဖို့စူးစမ်းနေတာဖြစ်ပါတယ်